ကပောင်တုံလို့စေခဲ့တဲ့ချင်းဖိုက်တာဂျူရှာဗန်သူမဟုတ် World MMA Awards ကသမိုင်းဝင်မှတ်တိုင်တဲ့အောင်လိုက်ဆန်ပြီးနောက်ကမ္ဘာအလယ်မှာမြမအလံကိုထပ်မံလွှင့်ထူလိုက်တဲ့ UFC ချန်ပီယံဂျူရှာဗန်ပရိသတ်ကြီးရေကမ္ဘာ MMA လောကရဲ့အော်စကာဆုလို့တင်စားရတဲ့ World MMA Awards ဆုပေးပွဲကြီးမှာတော့မြမကုံဆောင်ချင်းတိုင်တာ UFC Flyweight ကမ္ဘာချန်ပီယံဂျူရှာဗန်တယောက်သမိုင်းဝင်မှတ်တိုင်တဲ့တစ်ခုကိုထပ်မံစိုက်ထူလိုက်ပြန်ပါပြီလွန်ခဲ့တဲ့2019ခုနှစ်တုန်းကမြန်မာစပောင်အောင်လန်းအဆန်က International Fighter of the Year ဆုကြီးကိုရယူပြီးကပောင်အားအသင့်စေခဲ့တယ်လို့ယခု2026ခုနှစ်မှာလည်းမျိုးဆက်သစ်ချန်ပီယံလေးဂျိုရှာဗန်ကမြန်မာနိုင်ငံအတွက်ကမ္ဘာအဆင့်ဆင်းမြင့်ထက်မှာအမြင့်မားဆုံးအောင်မြင်မှုတွေကိုထပ်မံယူဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်။ဇူလိုင်လ9ရက်နေ့ကအမေရိကန်နိုင်ငံ Las Vegas မြို့မှာကျင်းပခဲ့တဲ့အမြင့်မားဆုံး World MMA Award ဆုပေးပွဲကြီးမှာဂျိုရှာဗန်ဟာစကာတင်ဆု3ဆုထိပါဝင်ခဲ့တာပါ။အဲ့ဒီတဲကမှသူဟာတနစ်တာအကောင်းဆုံးတိုးတက်အောင်မြင်လာတဲ့ fighter ဆု Breakthrough Fighter of the Year နဲ့တနစ်တာအကောင်းဆုံးထိုးသက်ပွဲဆု Fight of the Year ဆိုတဲ့ဆုကြီးနှစ်ဆုကိုထိုက်တဲ့နဲ့ဆုကူသွားခဲ့ပါတယ်။ဒီဆုတွေဟာတာမန်ရွေးချယ်တာမျိုးမဟုတ်ပဲ MMA လောကမှာဩဇာကြီးမားတဲ့ ESPN, MMA Junkie, CBS Sports နဲ့ Showtime စတဲ့နိုင်ငံတကာမီဒီယာကြီးတွေကကဲဖြတ်ပြီးပရိသတ်တွေရဲ့မဲပေးမှုနဲ့အတူရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဂျိုဂျာဗန်ဟာဘာဖြစ်လို့ Breakthrough Fighter of the Year ဆုကိုရခဲ့ရလဲဆိုရင်သူ့ရဲ့မယုံနိုင်စရာတိုးတက်မှုနှုန်းကြောင့်ပါပဲ2025ခုနှစ်အစပိုင်းမှာ MMA ranking တော့မရှိသေးတဲ့ fighter ဘွားကနေတနည်းအတွင်းမှာပဲ UFC ရဲ့ Flyweight ကမ္ဘာချန်ပီယံဖြစ်ကိုရောက်ရှိလာတာတကယ်ကိုအမခံပါပဲနောက်ထပ်ရရှိခဲ့တဲ့ Fight of the Year ဆုရတော့ MMA ပရိသတ်တွေအသေးတရားရနဲ့ကြည့်ခင်ရတဲ့ Brandon Rival နဲ့ပွဲစဉ်တက်ရရှိခဲ့တာပါဒီပွဲမှာဂျိုရှာဗန်ကအမှတ်နဲ့နိုင်ရခဲ့ပြီးအဲ့ဒီနိုင်ပွဲကနေတဆင့်ချန်ပီယံပန်တူကြောင့်စင်ခေါ်ခွင့်ရခဲ့တာမို့သူ့ရဲ့ချန်ပီယံခီးနှံအတွက်ရေးပါဆုံးချုပ်ခွေတစ်ခုဖြစ်ခဲ့ပါတယ်ပရိသတ်တီရောကျွမ်းကျင်သူတွေကပါဒီပွဲကို2025ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တညီတညွတ်တည်းသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်ချန်ပီယံဖြစ်လာတဲ့အချိန်မှာလေဂျိုရှာဗန်ရဲ့မှတ်တမ်းတွေကအံ့ဩစရာပါပဲသူက UFC သမိုင်းတစ်လျှောက်ပထမအဆုံးအာရှဘောမျိုးသားချန်ပီယံဖြစ်လာခဲ့တယ်လို့2000ပြည့်နှစ်နောက်ပိုင်းမွေးဖွားသူတွေကပထမဆုံးချန်ပီယံဖြစ်ပါသမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။ချန်ပီယံခပတ်ရပြီးနောက်မှာလည်းငြိမ်နေတာမျိုးမဟုတ်ပဲနောက်ထပ်စင်ကာပူဂျပန်ဖိုက်တာတက်ဆူရိုထာရာကိုအလင်းတိုးနဲ့နိုင်ယူပြီးသူ့ရဲ့ချန်ပီယံခပတ်ကိုပထမဆုံးချိန်အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။တကယ်ကို The Fearless ဆိုတဲ့နာမည်နဲ့လိုက်ဖက်လွန်တဲ့စွမ်းဆောင်ရည်တွေပါပဲ။မြန်မာနိုင်ငံသားတယောက်အနေနဲ့ကမ္ဘာ့ဆင့် MMA လောကရဲ့ထိပ်ဆုံးနေရာကိုရောက်ရှိလာတဲ့ဂျိုရှာဗန်ရဲ့ခုလိုအောင်မြင်မှုတွေဟာကျမတို့အတွက်တကယ်ကိုဂုဏ်ယူစရာပါပဲ။ပရိသတ်ကြီးတို့ရောဂျိုရှာဗန်ရဲ့ရှေ့ဆက်ရှောက်မဲ့ခီးလမ်းမှာဘယ်သူတွေနဲ့ထိုးသက်တောင်မြင်တွေ့ကျင်သေးလဲ။ Comment box မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ရှင်။